မင်္ဂလာပါရှင်အိမ်ချမ်းမြေဝယ်တော့မယ်ဆိုရင်ဂယံမြေအကြောင်းလည်းတိကျသိထားဖို့လိုပါတယ်ဂယံဆိုတာမြေငှားရမ်းခြင်းသဘောတူညီချက်စာချုပ်ဖြစ်ပြီးတော့ဘယ်နေရာကမြေလဲဆိုတာပေါ်မူတည်ပြီးထုတ်ပေးတဲ့ဌာနတွေရောဂယံတက်တက်အမျိုးအစားတွေလည်းကွဲပြားမှုရှိပါတယ်ပထမဆုံးအနေနဲ့ရန်ကုန်မြို့နယ်တွင်းမှာရှိတဲ့မြေနေရာအများစုကတော့လူတိုင်းသိကြတဲ့အတိုင်းပဲ YCTC လို့ခေါ်တဲ့ရန်ကုန်မြို့တော်စီပင်သားရေးကော်မတီကပဲအဓိကတာဝန်ယူထုတ်ပေးတာဖြစ်ပါတယ်ဒုတိယအချက်ကအစိုးရအရာစီမံကိန်းတွေနဲ့လှိုင်သာယာရွှေပြည်သာစတဲ့စက်မှုဆောင် project မြေကွက်တွေကိုကြတော့ဒီစီမံကိန်းတွေကိုကိုယ်တိုင်ဖော်ထုတ်ခဲ့တဲ့စောက်လို့ရေးဝင်ကြီးဌာနကထုတ်ပေးတာဖြစ်ပါတယ်။ရန်ကုန်ရဲ့စီပင်သာယာနယ်နိမိတ်ပြင်ပကမြေတွေကိုကြတော့သက်ဆိုင်ရာအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနထွေအုပ်ကနေမြေငှားရမ်းခြင်းစာချုပ်အဖြစ်တာဝန်ယူထုတ်ပေးတာပဲဖြစ်ပါတယ်။နောက်တစ်ချက်စိတ်ဝင်စားဖို့ကောင်းတာကခရံတွေမှာတက်တန်းအလိုက်အမျိုးအစားကွဲပြားတာပါပဲ။ဒီထဲမှာတွေ့ရများတဲ့260 230 290ခရံတွေအပြင် long lease လို့ခေါ်တဲ့240ခရံအမျိုးအစားတွေလည်းရှိပါတယ်အထူးသဖြင့်စီးပွားရေးအချက်ချာကြတဲ့နေရာတွေမှာတီးတန့်သတ်မှတ်ချက်တွေလည်းရှိတယ်ပေါ့နော်ဥပမာဘရင်အောင်ပွဲရုံဝင်းထဲကမြေတွေဆိုရင်တော့တက်တန်း25နှစ်သတ်မှတ်ထားပြီးတော့25နှစ်ပြည့်တဲ့အခါကျရင်တက်တန်းတစ်ခါပြန်တိုးပေးရတဲ့အမျိုးအစားတွေပဲဖြစ်ပါတယ်ဒါကြောင့်အိမ်ချမ်းမြေဝယ်တော့မယ်ဆိုရင်ကိုဝယ်မဲ့မြေကဘယ်ဌာနကထုတ်ပေးတာလဲဂယံတက်တန်းဘယ်လောက်ကျန်သေးလဲဆိုတဲ့အချက်ကိုလည်းစစ်ဆေးဖို့လိုပါတယ်အခုလိုစာရွက်စာတမ်းတွေကိုစစ်ဆေးကျင်တာပဲဖြစ်ရှုပ်ရှင်းကင်းတဲ့မြေနေရာကောင်းတွေကိုဝယ်ယူကျင်တာပဲဖြစ်ကျမတို့ရဲ့စိုးစံနေအိမ်ချမ်းမြေကိုအချိန်မီရွေးဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်